အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့တမဲတဲ့နဲ့ထမင်းစားလို့အရန်မိန်စီတဲ့ hint ကွက်ချန်နီလေးကိုမျှပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူဗီဒီယိုလေးဆုံးအောင်လိုက်ကြည့်ပေးကြပါအောင်ခင်ဗျာကြက်သားသို့မဟုတ်ဝက်သားအသုံးပြုလို့ရပါတယ်ကျွန်တော်ကတော့ဝက်သုံးတက်သားလေးရဲ့နံရိုးလေးနှဲငယ်ရဲ့ကိုသုံးတာမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့တွေရေပြောင်ဆေးပြီးတော့စားစနွေးချုံမုံလေးနေထားမှာဖြစ်ပါတယ်ဝက်သားလေးနဲ့ရောချက်ဖို့အတွက်ပါဝင်ပစ္စည်းတွေကိုလည်းခုလိုမျိုးပြင်ပေးထားပါမယ်ခင်ဗျာခရမ်းသီးလေး၃လုံးကိုကျွန်တော်ခုလိုမျိုးလေး၄စိတ်ခွဲလှီးထားလိုက်ပါတယ်မြက်နုလေးတွေကိုလည်းခုလိုမျိုးနေတော့လှီးထားလိုက်ပါတယ်စစ်တုံဖြူနေငယ်သီးစိမ်းကိုညနေအောင်ထောင်းထားမယ်ငပီလေးကိုလည်းခုလိုမျိုးနေငယ်သုံးပေးထားပါမယ်ကဲခုလိုမျိုးပါဝင်ပစ္စည်းအားလုံးစင်သစ်ဖြစ်ပြီဆိုလို့ရှိရင်တော့ဟင်းစားချက်ပါမယ်အယူဆုံးအိုးတဲ့ကိုစီလေးနေငယ်ထည့်မယ်စီပူလာပူဆိုလို့ရှိရင်တော့စနစ်မုံလေးနေငယ်ထည့်ပါမယ်စစ်တုံဖြူနေငယ်သီးစိမ်းထောင်းတာလေးကိုကျွန်တော်တို့တွေအနံလေးမွေးပြီးချွတ်သွားတဲ့ဒီစီမွေးတက်ပေးပါမယ်အဆက်ကိုတော့ကိုစားနေတဲ့လောက်ထည့်လို့ရပါတယ်စီသက်ထားတာတွေနေငယ်နွမ်းသွားပြီဆိုလို့ရှိရင်တော့ငပီလေးတစ်ခါလေးထည့်ချေပြီးတော့စီတက်ပေးပါမယ်ငပီလေးတွေကိုခုလိုမျိုးကျင်ညက်အောင်ချေပြီးပြီဆိုလို့ရှိရင်တော့အယောင်တင်မုံလေးနေငယ်ထည့်လိုက်ပါတယ်အယောင်တင်မုံမသုံးချင်တဲ့သူတွေအတွက်ကလည်းရပါတယ်ကဲခုလိုမျိုးအနံလေးမွေးပြီးတော့ချွတ်သွားတဲ့ဒီစီမွေးတက်ပေးပြီဆိုလို့ရှိရင်တော့အရသာနေနဲ့ထားတဲ့ဝတ်သားလေးထည့်ပြီးတော့နနာလေးခြောက်သွားတဲ့ဒီလုံးပေးလိုက်ပါမယ်ခုလိုနေထားလေးဝတ်သားတွေကစီလေးတွေပေါက်ပြီးတော့တပြည့်ပြည့်နဲ့မြည်လာတဲ့ဒီကျွန်တော်တို့နနာလေးလုံးပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်ဝတ်သားစားတဲ့ခါမှလည်းမအီတော့ဘူးပေါ့နော်ခုလိုနနာလေးလုံးပြီးပြီဆိုလို့ရှိရင်တော့ခရမ်းသီးလိထားတာလေးရဲ့မြစ်လိထားတာလေးရဲ့ထည့်ပြီးတော့နနာလေးသမားတော့ထပ်လုံးလိုက်ပါမယ်အားလုံးကိုခုလိုမျိုးစိတ်ကျင်နေတဲ့ဒီမှွေပြီးပြီဆိုလို့ရှိရင်တော့အရသာတွေထည့်ပါမယ်ခင်ဗျာအရသာအတွက်ကတော့ငပြားလေးနည်းငယ်သုံးပါမယ်နောက်ထပ်စသားမုံလေးနည်းငယ်သုံးပါမယ်ဒီနေ့မှာကျွန်တော်ချုံမုံတော့မသုံးပါဘူးကဲရေလေးကိုလိုတလောက်လေးထည့်ပါမယ်နောက်ထပ်အချင်းမများလေးထည့်လိုက်ပါတယ်ရေကိုတော့ဝတ်သားနူးလောက်တဲ့အနေထားလေးထည့်ပြီးတော့ဖုံးအုပ်ပြီးတော့ကျွန်တော်တခါလေးနှက်မှာဖြစ်ပါတယ်ရတာတွေအားလုံးထည့်ပြီးဆိုလို့ရှိရင်တော့ဖုံးလေးအုပ်ပြီးတော့ရေခမ်းပြီးတော့ဝတ်သားနူးတဲ့ဒီနှက်ပေးလိုက်မှာဖြစ်ပါတယ်ဒီဟင်းလေးကတော့တမဲတဲ့နေအရန်အိုမှာထမင်းမိန်စီတဲ့ဟင်းလေးဖြစ်ပါတယ်ဝတ်သားဆိုင်ရာအန်ဒီကကျွန်တော်သူ့ဆိုင်မှာတစ်လောက်ကို၄သိန်းခွဲဖို့လောက်အားပေးတဲ့အတွက်ကျွန်တော်ကိုလက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်မြေသားလက်ဆောင်ပေးလိုက်တဲ့အန်ဒီတို့လည်းအရန်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာဝတ်သားဟင်းအိုးလေးကခုလိုမျိုးရေလဲခမ်းအသားလဲနူးပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာနံမင်းလေးအုပ်ဖြစ်ဖြစ်ပင်စိမ်းလေးဖြစ်ဖြစ်အုပ်လိုက်လို့ရှိရင်တော့အရန်ဟိုမှာအနံမွေးပြီးတော့စားကျင်စရာကောင်းတဲ့ဝတ်သားခရမ်းသီးမြင့်ငပိချက်လေးရပါပြီခင်ဗျာကြည့်ရှုအားပေးနေတဲ့ဒုတိယတိုင်ကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာအားလုံးဘိုင်ဘိုင်